အဓိကရေးကြီးဆုံးကစိတ်ဓာတ်လှဖို့ပဲရေးချင်စိတ်လှတဲ့ပုဂ္ဂိုလ်ဟာဘဝမှာအယုတ်ဆိုးစရာအကြောင်းမရှိတော့တဏှာမှာလည်းအယုတ်ဆိုးစရာအကြောင်းမရှိဘူးရုပ်ကိုဘလောက်ပြင်းပြင်းစိတ်မပြင်းသမျှလူတွေဟာဆင်းရဲဒုက္ခကလွတ်ကြမှာမဟုတ်ဘူးလို့မြတ်စွာဘုရားကဒါကိုလေးနဲ့ထားပြီးတော့ဟောတာဘုရားမသာဝင်သူတော်စင်တွေပြုပြင်ရမှာကလူတိုင်းအသီးသီးပိုင်ဆိုင်ထားတဲ့စိတ်ဓာတ်ပဲဖြစ်တယ်စိတ်ဓာတ်ကိုဘာနဲ့ပြင်ရမလဲလို့ဆိုရင်စိတ်တူတတ်လို့ရှိရင်မေတ္တာနဲ့ပြင်ရမှာဖြစ်တယ်လောဘကြီးလို့ရှိရင်အလောဘနဲ့ပြင်ရမှာဖြစ်တယ်ဒေါသကြီးတာမေတ္တာနဲ့ပြင်တယ်မောဟကြီးပြီဆိုရင်အသိပညာစီးပူအထုတ်ပြီးတော့ပညာနဲ့ပညာမှာဖြစ်တယ်အဲ့ဒါလို့မပြင်မဘူးဆိုလို့ရှိရင်ဘဝဟာတိုးတက်ကြီးပွားလာမှုမရနိုင်ဘူးရုပ်ခန္ဓာကိုပြင်ဆင်မှုဟာတခဏတာမြတာဖြစ်တယ်ရုပ်ရဲ့သဘာဝဟာမြည်များပင်လှပနေစေကမူမကြခင်မဲ့ရင်းရောလာတတ်တဲ့သဘောရှိတယ်ပန်းကလေးဟာဘလောက်ပဲလှထာဝရလမ်းမှာမဟုတ်ဘူး